မောင်မိုက်တဲ့ညဘက်ကြီးတခုမှာတော့ကောင်မလေးညောင်အိမ်ပြန်နေပါတယ်အေးအားရဖင်နော်ဒါပေမဲ့သူတို့ရဲ့ရှိမှတော့မိမကြီးတောင်ရှိနေပါတယ်ဒါကိုမိစိန်ကမြင်သွားပြီးဟာ what the အဲ့ဒါဘာလဲဘသူကြီးလဲဟာညကြီးချိန်ပြီးတော့ဒီမှာဘာလုပ်ညာလဲဟဲ့မစိန်နေဘာပြောနာလဲငါ့ကိုပြောနေဟာနေရလေမျက်စိမြကန်းသွားလားအရှိမနေဟာငါတို့ကားပြနေတာဟာညက်ဘူးသွားလားမသိဘူးကြည်စမ်းမအောင်သူကဘောက်ဖွင့်မိကနေရပဲဒါဆိုငါတို့တပိနန်းကသွားမယ်ဟာအဗီနာသူတို့ညောက်လဲမိမကြီးကိုထားခဲ့ပြီးထွက်သွားပါတယ်သူကအရမ်းမိုက်တယ်နော်အဲ့လိုပြောပြီးနောက်ကိုလှည့်ကြည့်လိုက်ပါတယ်ဒါပေမဲ့ဆောနာမိမကြီးကမရှိတော့ပါဘူးဟာ oh my god အဲ့ဒီမိမရဘယ်ရောက်သွားရလဲဟာလာပါတွားရအောင်သူ့မောင်သူပြန်မစေလာပါတွားမယ်တငယ်ချင်းဟာအရန်ထူးဆန်းနေရဟာသူတော့ပြောက်သွားတာနဲ့ရှင်းတယ်နဲ့ချက်သွားတယ်ဒါမဟုတ်တော့ဘူးဒါမှမဟုတ်ဟိုကနေရမိမကြီးလားစာပြန်တန်းစင်လေးတွေကြီးလေငါတို့ကသွားပြီပဲအဲ့ဒါကြောင့်မိစိန်လဲနောက်ကိုလှည့်ကြည့်လိုက်ပါတယ်ဟာအဲ့ဒါဘာလဲဟိုမှာစာပြန်တန်းစင်လေးတွေကြီးဟာစောနာမိမကြီးအဲ့ဒါကြောင့်မိနီလဲကြည့်လိုက်ပါတယ်ဟာဘယ်လိုလိုရှောင်းနေရလဲကားရမိမကြီးကတော့အဲ့ဒါကြောင့်သူတို့နောက်လဲပြေးရပါတယ်ကဲကြပါဦးမန်စိန်ငါ့ကိုစောင့်အောင်အဲ့ဒါကြောင့်မိစိန်လဲလှည့်ကြည့်လိုက်ပါတယ်နေပါပြစ်တာလဲရလားရသေးလားလာထမြင်ချဟာသူတက်တော့မှာအဗီနာမိနေလှည့်ကြည့်လိုက်ပါတယ်အဗီနာမိမကြီးကမိနီကိုလည်းပဲညစ်ပြီးတက်ပစ်ပါတယ်မဟုတ်ဘူးငါသေးလို့မရဘူးငါမတက်နဲ့မလာနဲ့အဗီနာညလုံးကိုတက်ပြီးနောက်မှာတော့မိမကြီးလည်းပြန်ကားနေပါတယ်စားသောက်ဆိုင်တစ်ခုမှာတော့ပေါက်တွေဖွင့်နေပါတယ်အဲဒီစားသောက်ဆိုင်ထဲမှာတော့စီလောင်းနဲ့လက်စလီရှိနေပါတယ်စီလောင်းနဲ့လက်စလီနင်ကနေတဲ့မိမကြီးကိုသိလားအဲ့ဒီမိမကြီးကကြောက်ဖို့ကောင်းတယ်ဟာလူကိုကပြီးလိုက်တတ်တာလေအဗီနာသူတို့ညောင်လဲစားပြီးသွားတာမလို့ပတ်စံနေရှင်ပြီးနောက်မှာတော့ပြန်သွားကြပါတယ်အဲ့လိုနဲ့သူတို့ညောင်ပြန်နေပါတယ်သူတို့ညောင်ပြန်နေတော့မှရှင်နာလေးကို subscribe လေးလုပ်ပြီး like လေးပေးထားခဲ့ပါအဲ့လိုနဲ့တညကောက်ရှာလာပါတယ်ဒါပေမဲ့အဲ့ဒီညမှာကားတွေပိတ်နေပါတယ်အဲ့ဒါကြောင့်စီလောင်းလည်းအရှိကိုလှမ်းကြည့်လိုက်ပါတယ်ဟာအဲ့ရှိမှတော့လူတရားဆိုင်းဘုတ်တွေကတ်ထားပါတယ်အဲ့ဒီနာကိုတွားလို့လည်းမရပါဘူးအဲ့ဒါကြောင့်ကားတွေပိတ်နေတာပါသူကတော့လမ်းကိုပြင်နေပါတယ်အဲ့ဒီလမ်းတွားလို့မရတာကြောင့်သူတို့ညောင်လည်းဖြက်လန်းကနေပြီးအိမ်ကိုပြန်သွားကြပါတယ်ညဆိုတော့ရန်ကိုမှောက်မဲနေပါတယ်အဲ့လိုနဲ့တောင်တန်းနေရှိတဲ့နာကိုရှာလာပါတယ်ကျနေရာကိုတဖြည်းဖြည်းနဲ့ရှာလာပါတယ်ဒါပေမဲ့မရောက်နိုင်သေးပါဘူးဖြက်လန်းစုပ်ပြီးမှလည်းအရန်ကိုဝင်းနေပါတယ်ဒါပေမဲ့ရှုပ်တီးရဲ့တနေရာကိုရောက်တော့ဆိုင်ရကရှက်သွားတယ်အဲ့ဒါကြောင့်သူတို့ညောင်လဲဟာ what the fuck အဲ့ဒါဘာဖြစ်သွားရလဲဟာဘာလို့ရှက်သွားရလဲဟာတောက်ကြိုင်မေဟာငါတို့ဆိုင်ကတော့ပြတ်သွားပြီဘယ်လိုလုပ်အောင်မလဲငါတို့ရှောက်ကြီးနဲ့သွားရတော့မယ်ငါတို့အိမ်ရောက်ပိုတိတ်တော့မွေးတော့ဘူးဟာဒါဆိုငါတို့ဆိုင်ကိုတွန်းသွားကြမယ်အရီနာသူတို့ညောင်လဲဆိုင်ရကြီးကိုတွန်းသွားကြပါတယ်ရှုပ်တီးရဲ့လက်စလီတရားရက်လိုက်ပါတယ်ဟာဒီနာဘာအနေကြားနေရတယ်အဲ့ဒါကြောင့်သူလည်းနားကြီးနဲ့နားထောင်နေပါတယ်စီလောင်းနဲ့ဟဲ့လက်စလီနေယူသွားလားဘာလုပ်ညာလဲနေမကြောက်လားဟိုကဘောက်တီဖွင့်ညာလေဟာနားထောင်ကြည့်စမ်းမအောင်အေးလောက်ငါလိုက်လွင့်ထားရနော်လောက်တငယ်ချင်းတွားကြည့်စီလောင်းနဲ့ဖုန်းကင်မရာနဲ့လှမ်းကြည့်လိုက်ပါတယ်အဲ့ဒါကတော့မိမကြီးတောင်ကနေတာပါဝေါ oh my god အရမ်းမိုက်တာပဲဟာသွားဆက်လီလားမသိဘူးနော်တော်ကြီးစော်နေရယ်ကြောင်လက်စလီလဲဘယ်မှာနေဟာငါ့ကိုပြအောင်လေဟာသူ့ဘယောက်သွားလဲမိမကြီးကပဲရုပ်တရက်ရက်လိုက်ပါတယ်အရီနာမိမကြီးကသူ့ရဲ့ခေါင်းကြီးကို365ဒီဂရီဖြစ်အောင်လှည့်ပတ်နေပါတယ်ဟာအရီနာလှည့်လာပါတယ်ဟာငါလို့ရှိလာနေပြီပြေးတော့သူတို့ညောင်လည်းပြေးသွားပါတယ်မိမကြီးကတော့လိုက်လာပါတယ်ကဲကြပါရွာပြက်ကြီးတစ်ခုတည်းကိုရလာပါတယ်ရွာကြီးကတော့ပြက်ကြီးဆိုတော့မှောင်မဲတိတ်ဆိတ်နေပါတယ်ကြောက်ဖို့လည်းကောင်းနေပါတယ်အေးဟာမြင်ပြေးငါတို့ဒီနေရာမှာပုံရမယ်နောက်အိမ်တစ်ခုတည်းကိုဝင်လာပါတယ်ဟာ
တော်သေးပါဟာနမစုံကလည်းသိရောမလို့ဟာအပြန်ရုပ်တရက်ကြီးဘာလို့မှောင်လာလဲဟဲ့စီလောင်ဘာဖြစ်တာလဲငါ့ကိုပြောင်းလေပြန်ရတဖြစ်ဖြစ်နဲ့ရုပ်တရက်ကြီးမှောင်လာပါတယ်ဟာအပေါ်ကဘာလို့အတန်နေထွက်နေရလဲအဲ့ဒါကတော့စောနာမိမကြီးကကနေရပါမဟုတ်တော့ဘူးပြေးဟာပြေးအရီနာသူတို့ညောက်လည်းထပ်ပြေးသွားကြပါတယ်မိမကြီးလည်းနောက်ကနေပြီးပြေးလိုက်လာပါတယ်မပုံးလိုက်ပါတယ်တောက်ရနေမောနေရပဲဟာဟန်ကြီးကိုထပ်ချလိုက်ရပါတယ်ဟာဘယ်နဲ့အရှင်းတန်နေကြားနေရလဲအဲ့ဒါကြောင့်စီလောင်လည်းလှည့်ကြည့်လိုက်တယ်ဟန်ကြီးကတော့ကားပေါ်မှာကနေပါတယ်ကြောင်သူတို့ညောက်လည်းတနေရာကိုထွက်ပြေးရပါတယ်ဘယ်လိုလုပ်ကြမလဲငါတို့မလွတ်လောက်ဘူးနော်ဟမ်မလွတ်တော့ဘူးလားမဟုတ်ဘူးအာငါဘယ်လိုလဲမညစ်ထားလဲ အညစ်ချာလေဟာလေလာတယောက်ကတော့တတိပါလက်ရှင်နေပါပြီနီနိုငါကလွတ်မှာမဟုတ်တော့ဘူးတရေမကြီးကစီလန်းကိုဓာတ်နဲ့ပြစ်လိုက်ပါတယ်စီလန်းကရှောင်းလိုက်ပါတယ်စီလောင်လည်းတရေမကြီးကိုလက်သေးကြီးနဲ့ထိုးပစ်ပါတယ်တရေမလည်းမှောက်သွားပါတယ်အရီနာသူတို့နှစ်ယောက်လည်းရွာရဲ့အပြင်ကိုထွက်ပြေးလာပါတယ်ကံကောင်းစွာနဲ့ကားတစ်စီးရောက်လာပါတယ်ခဏရပ်ပါအောင်ဟုတ်ကဲ့ရှင်းနေပါတယ်ဘာကူညီပေးရမလဲကျွန်တော်တို့ကူညီပါအောင်တရေမကြီးလိုက်တက်နေလို့ကဲပါအောင်နော်ဟဲ့လားအဲ့ဒါဆိုလည်းမြင်တက်လေအရီနာသူတို့ညောက်လည်းပြေးပါတယ်ဒါပေမဲ့အရှိမမိမကြီးရောက်လာပါတယ်အဲ့ဒါကြောင့်သူတို့လည်းနောက်ကိုစောက်လိုက်ပါတယ်မိမကြီးကတော့နောက်ကနေပြီးပြေးလိုက်လာပါတယ်မပြေးနဲ့ငါနင်းတို့စားမှာတတ်မှာသူတို့လည်းကားစီးနဲ့ပြေးနောက်ကသေးမကြီးကလိုက်နေပါတယ်အဲ့လိုနဲ့ဆာကူရာမျိုးတဲ့ကိုရှာလာပါတယ်အဲ့လိုနဲ့စားသောက်ဆိုင်တစ်ခုကိုရှာလာပါတယ်သူတို့ညောက်လည်းဘိုင်းလီဆန္ဒကြမုတ်တွေဝင်စားနေပါတယ်ဒါနဲ့ငါတို့လူပမလားဟာညလည်းငါ့လာမင်းနေသေးရဲ့ဘလို့သိမှလဲငါတော့အရန်ကြောက်နေပြီဟာဟိုမကြည့်အောင်ဟာဟိုမကားနေမိမကြီးဟမ်ဘေးမလဲဟာလက်စလီလည်းကြည့်လိုက်ပါတယ်အဲ့လိုနဲ့သူတို့ညောက်လည်းအိပ်ပျော်သွားပါတယ်တဖြည်းဖြည်းမနက်ကိုရှောက်လာပါတယ်လက်စလီလည်းနိုးရပါတယ်ဟာမိုးလင်းသွားပြီလားစီလောင်လည်းနိုးရတယ်အမညီမမေးစားရှိရယ်ကားနေတဲ့မိမကြီးလက်ကလုံးအောင်ဘယ်လိုလုပ်အောင်မလဲဩအဲ့ဒါလားသူ့လက်ကလုတ်ပုတ်ဆိုရင်တော့မလွယ်ဘူးဒါပေမဲ့မနေ့ရောက်သွားရင်တော့ရှပြီတကယ်တော့သူတနာစားလေးပါအရှင်ဘွားတော့အကဝသနာပါရလေဒါပေမဲ့တရတော့သူအသက်ခံရတယ်အဲ့ဒါကြောင့်သူကလူတွေကိုမုန်းတီးပြီးညကြရင်ကပေးလိုက်တက်တာလေသူ့နာမည်လေးရလို့ခေါ်တယ်အရှင်ကတော့ငါတို့ရဲ့တငယ်ချင်းပေါ့အခုတော့သူတိတ်သွားပြီလေအဲ့လိုနဲ့ညာဘက်ကိုရှာလာပါတယ်တွေကတော့မုတ်တီဝယ်ပြီးအိမ်ပြန်နေကြပါတယ်ကိုအရှင်ကဘယ်သူလဲမသိဘူးနော်ဒီမလာကနေရဲ့အဲ့ဒါကတော့ကနေတဲ့မိမကြီးပါတတ်မယ်ဒီလိုတတ်မယ်မလာနဲ့ငါတို့ရှိမလာနဲ့အဘိနာဓာချင်းနဲ့ခောက်ဖို့ပြင်လိုက်ပါတယ်အဲ့ဒီရှင်အတန်ကိုကြားလိုက်ရတယ်ဟဲ့လေးလာရှင်းလိုက်နင်ရဲ့ယူသူမှုတွေကိုရှင်းလိုက်ရောပါဟာနင်လူတွေကိုဘာလို့အဲ့လောက်ထိမုန်းတီးနေရလဲဘာလို့သူ့လို့တတ်ရှင်နေရလဲတဲမှာကတော့ပြန်ကားနေပါတယ်ရုပ်တရားပြင်းရသွားတယ်တဲမှာရဲ့မျက်လုံးထက်ကညရည်တွေထွက်ကြနေပါတယ်လေးလာနင်ရဲ့စိတ်ကိုထိန်းထားပါနင်လူလိုလိုက်မတက်တော့နဲ့နော်အေးပါငါလူလိုလိုက်မတက်တော့ဘူးငါဒီမှာနေလို့မရတော့ဘူးထင်တယ်ငါကားရမွေအောင်ပဲသွားတော့မယ်ဟာငါနေလို့နှုတ်ဆက်တဲ့နော်တငယ်ချင်းတို့ငါကောင်းနေဘာလို့ကိုက်နေရလဲမရငါကောင်းနေအရှမ်းကိုက်နေရပဲငါမုန်းနေပြီမရတော့ဘူးလေးလာနင်စိတ်ထဲအောင်နော်နင်စိတ်ထဲအောင်အရီနာလေးလာတရားသူ့ကိုယ်သူဓာတ်နဲ့ထိုးတက်လိုက်ပါတယ်မလည်းနှခါပြန်သေးသွားပါလေရောတကယ်တော့ကားနေလည်းမိမကြီးဆိုတာဟာကွန်လာဟာလာတွေပါတကယ်တော့မဟုတ်ပါဘူးလီလာဟာလူကြောက်ပါပဲသူဟာသူ့ကိုတက်ခဲလဲသူတွေကိုဂလက်စားရှိဖို့အတွက်တေးချင်အောင်ဟန်ဆောင်ပြီးမိမကြီးဖေးပြန်လဲဝင်စားပြီးလူတွေကိုလိုက်တက်နေရပါအခုတော့သူ့ကိုသူဓာတ်နဲ့အဆုံးစင်ရင်ပြီးအတန်းပြောက်သွားရပါတယ်
ဒါပေမဲ့ဇလန်နီကတော့ကြောက်ပါပဲဆာကူရာဇလန်ကနေကိုစိုက်တဲ့သူတွေကဗီဒီယိုတွေကိုလိုက်နေပြီးခဲ့ပါရှင်နန်ဒီကတော့ subscribe နေပြုလုပ်ပြီးခဲ့ပါဆာကူရာဇလန်ကနေမှာပြန်လည်တိစုံကြပါမယ်